ရှင် NLFA ရဲ့အစင်လာအတိုင်း Finance and Accounting Professional လမ်းကြောင်းကိုရှောင်လန်းနေကြတဲ့ကျောင်းသူကျောင်းသားတွေအတွက် NLFA ရဲ့100% Scholarship Program ကိုမတ်လနဲ့ဧပြီလများမှာစတင်လျှောက်ထားနိုင်တဲ့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်ရှင်။မေလထဲမှာစတင်ဖွင့်လှစ်မယ့်အတန်းများအတွက် PMS Scholarship Program မှာတော့ ACCA UK Part 1 အတွက်10ဦး ACCA UK Foundation Level အတွက်5ဦးDiploma in County Intensive Program အတွက်5ဦး Diploma in County DA Level 2အတွက်5ဦးအားလုံးစုစုပေါင်းကျောင်းသူကျောင်းသား25ဦးတိတိကိုပေးရသွားမှာဖြစ်ပါတယ်ရှင်။ရာနှုန်းဘစ်စကောလာရရှိဖို့အတွက်လျှောက်ထားတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ placement တက်ကိုတော့ဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်ရှင်။ Scholarship ရရှိကြတဲ့ကျောင်းသူကျောင်းသားများကိုအတန်းများမစတင်မီတပတ်အလိုမှာကြီးညာပေးသွားမှာဖြစ်ပါတယ်။ရာနှုန်းဘစ်စကောလာရရှိဖို့အတွက်ကမုံဝတ်စတာ9လက NLFA မှာအခုပဲစည်ရင်းပြသွင်းလျှောက်ထားနိုင်ကြပါပြီနော်။